မကြခင်မှာပဲသူတို့ဟပ်ပါချီစားတောက်ဆိုင်ကိုရောက်လာပါတယ်စဖိုမှုကအန်နီကိုလှတယ်ထင်ပြီးအထင်ကြီးအောင်လုပ်ဖို့ကြိုးစားပါတယ်နှလုံးပုံစံထမင်းကြော်တောင်လုပ်ပေးပါတယ်ဒါဟာနှွေးထွေးပျော်ရွှင်စရာခိုက်တန့်ဖြစ်တင်ပေမဲ့ဘာအကြောင်းကြောင့်မှမသိဟာတခုခုမှားနေတယ်လို့ခံစားလိုက်ရပါတယ်မြောက်ရုပ်ဟာနောက်ခန်းကနေရှေ့ခန်းကိုရွှေ့သွားခဲ့ပြီဆိုတာကိုသူမသိခဲ့ပါဘူးပြီးတော့ညကမကြလာသေးတဲ့ဒရန်တုတ်တွေဟာအခုမှရိုက်လိုက်ပါတော့တယ်နောက်ဆုံးတော့တိခတ်တန်ပဲ့တင်ထပ်ပြီးရက်တော့အားတဲ့အခါစဖိုမှုရဲ့လက်ချော်သွားပြီးမတော်တဆရန်နီရဲ့လေပင်ကိုလှိမိသွားပါတယ်ဒါဟာမြောက်ရုပ်ပြန်လဲမွေးဖွားပြီးနောက်ပထမဆုံးသောတက်ဖြတ်မှုဖြစ်ပါတယ်ရန်နီရဲ့တေဆုံးပုံကအရန်ကိုထူးဆန်းလွန်းလို့သူမရဲ့အပူဆောင်ကယူဆိုင်မှုကိုအမြဲရခဲ့တဲ့ဘောဟာမခံစားနိုင်ခဲ့ပါဘူးဒါပေမဲ့ဟောကတော့တည်ငြိမ်ပြီးစတင်တွေ့တော့ခဲ့ပါတယ်ဒါဟာမြောက်ရုပ်နဲ့သက်ဆိုင်နေသလားဘာပဲဖြစ်ဖြစ်ဘောကဒါကိုမုန်းတဲ့ကားထဲမှာထည့်ထားမှာမဟုတ်ဘူးမြောက်အယုတ်ကသူ့ဖတာရွှေ့လာတာဖြစ်နိုင်တဲ့ကလေးနှစ်ယောက်လုံးအရန်ထူးဆန်းစွာပြုမှုနေတာကိုမြင်တော့သူတို့ရဲ့အမေဝေါ့စ်ကနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်သူမကလူတိုင်းနောက်ဆုံးတော့တေဆုံးရတာပါပဲဒါဟာဘဝပါပဲလို့ပြောခဲ့ပါတယ်ဟာသူ့ရဲ့ကြောက်ရွံ့ပြီးတတိနေတဲ့တဘာဝကိုမပြောင်းလဲနိုင်သေးပါဘူးဘောကသူ့ကိုအမြဲတမ်းအနိုင်ကျင့်တဲ့ကလေးတွေကိုလှုပ်ပြီးအနိုင်ကျင့်ခိုင်းလေးရှိပါတယ်ဟာဘောကဘာလို့သူ့ကိုအမြဲပြစ်မှတ်ထားရတာ